ဒီနေ့ဖျားသွားဖို့အတွက်စောစောထားတယ်ပြီးပစိုးဝစ်တယ်ပစိုးကတော့မွေးတမိုးတဲ့နဲ့ဝတ်လိုက်ပါတယ်ပေါ့နော်ပေးနည်းနည်းပေးများမယ်အင်းဆွတ်ချမယ်ပြီးရင်ဘယ်ဘက်ဆွတ်ချညာဘက်ဆွတ်ချဟိုကြီးတီကြီးပြည့်ကြီးပေါ့နော်ပြီးရင်ဒါဖျားသွားဖို့အတွက်ဟိုကန်တီကန်ဟိုပြတီဟာပြဟိုလိုမျိုးပေါ့ဒီလိုမျိုးဒီပေးများတာပေါ့နော်နည်းနည်းပေးများကြည့်တာပေါ့ဒီနေ့ကတော့ကျွန်တော်တို့ကတော့ပေါ့နော်ဖျားကြီးကိုသွားမယ်ဖျားကြီးသွားပြီးရှင်ဒီနေ့ကကြတော့ပြီးရှင်ဝါဆိုလားပြေရောင်းရင်သုံးပွဲပေါ့နော်ကစုံလားပြေအဲ့လိုမျိုးပဲအချိန်ကြီးအဲ့လိုမျိုးဖြစ်တာကစုံလားပြေပြီးဗုဒ္ဓနေ့ဖြစ်တဲ့ကြောင့်မလို့ပြီးဒီနေ့မှာပြီးရှင်ညောင်းရင်သုံးမှဖြစ်ပါတယ်ဖျားကြီးကိုသွားမယ် let's go ဝေးပေါ်ရောက်ပါပြီအဲ့တော့ကင်စာမရှိတဲ့ခါကျကိုလက်တက်မဲ့ကင်ရတယ်ပေါ့နော်အဲ့တော့ကိုတယောက်တည်းသွားတာဖြစ်တဲ့ကြောင့်မလို့ဖျားကြီးရောက်ပါပြီဖျားကြီးရောက်ပါပြီးညောင်းရင်သုံးဖို့တော့ကိုစောင့်ရတယ်ပေါ့နော်ပြီးဆရာတော်ဘုရားကြီးကြွလာပါပြီဒါတော့ဆရာတော်ဘုရားကြီးပေါ့နော်ပြီးရင်ကောင်းဆရာတော်ဘုရားကြီးအရန်ကြည်ညိုဖို့ကောင်းနေမင်္ဂလာရှိသောနနက်၈ နာရီအချိန်မှာမန္တလေးမြို့ဆရာတော်ဘုရားကြီးခါတိုင်းပါယူပြီးယူနေပေါ့နော်အဲ့တော့ယူပြီးတဲ့အချိန်မှာပြီးတိုးချိန်နဲ့အမှလောင်းချပါပြီပြီးပါပြီပြန်ပါပြီကျေးဇူးတင်ပါတယ်